မြင်တွေ့နေရတဲ့ခင်းကြောင်းနေရတော့ပေါက်စီ3000အနည်းဆုံး3000ကနေ10သိန်းထိပေါက်တယ်ဆိုတော့တော်မကြီးຫນွယ်မွေးပဲဖြစ်ပါတယ်တပိတ်တောင်3000ကနေ10သိန်းထိပေါက်တာသူရဲ့အစားစားပုံမူတည်ပြီးတော့ဒီကောင်ကပလီးလောက်တာလို့သိရပါတယ်မွေးရဲ့အသားတော့မကြီးຫນွယ်ပါဒါကတော့မြကြီးနားဘက်ဒီမှာတော့ဒီတော့မကြီးຫນွယ်မွေးရပုံများပါတယ်ညာဘက်မှာမရှိပါဘူးဒါပြည်နယ်ဘက်မှာတွေ့ရတဲ့တော့မကြီးຫນွယ်မွေးပဲဖြစ်ပါတယ်တရုတ်နိုင်ငံကဝယ်ပြီးတော့ပလီးလောက်တာလို့သိရပါတယ်ဒါပေမဲ့နယ်ကလူတွေကတော့လောက်ကိုင်းခွန်းလားပုံများတာပေါ့ဗျာအခုလိုတော်တွေကိုသွားပြီးတော့မကြီးຫນွယ်ကိုခုပြီးတော့လောက်ကြရတာဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုဒ္ဓအဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်